야치의 남아로 보시다시 저노다 이게 에이네 야네 마 시계를 쓰면 시아돌 회의를 말해 딸비로만 이게 거시 말해 저노고 루미에 수비로만 표를 또 원하와래 또 주로 오페이에 저는 띵어보네 주 예수님께 이거 이 파스타 피데 보노 레버런드 신 퍼플레 예수님께 서로 저는 알아 마마로 못하고 다음에 저는 저한테가 푸베이지 못하네 저는 내 두발에 테마시를 크고 주주 진실바지 이러고는 또 그거가 돼 강지 비네 저는 수담이 잡고 봐요. 오늘 역시 잘 보노 맞고야. 저는 드디어에 저는 처음 세마 저는 뒤로 못 봐라래 되게 잘해 보고 신의 테마 보노 이야기가 저는 이분들이 로기네 오늘 윙하이네 정리라래 우리 주로 대구 뒤에 다니고 만나는 친구가 우신의 눈차례 와리고 라이 비로마 사가네 송지 알로 파스타가 벨로 베야리고 알로레리 로긴네 사마로 하나 사 플레이가 그냥 말라고 되게로 알리지 미세다ရောက်သွားပြီကျွန်တော်နာမည်ရင်မိတ်ဆက်ပါမယ်ကျွန်တော်ကပေါ်ထံပေါ့နော်ဒီကိုသင်္ကေတရေးထားတယ်ပေါ်ထံတကယ်တော့ကျွန်တော်ဖေကမိထားတာဂျွန်ပေါ်ထံဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကလေး၄ယောက်ရှိတယ်အခုလည်းရှိမှကြတော့ဒီ Glory for God Church ဆိုပြီးတော့ကျွန်တော်အမစီနီယာပါစတာဖြစ်ပါတယ်ကျွန်တော်နဲ့အခုလက်တွဲပြီးတော့မှလှုပ်ဆောင်တဲ့အမှုတော်ဆောင်က၈ယောက်ရှိပါတယ်ဆိုတော့တင်းသူတင်းသားနဲ့ကျွန်တော်တို့ Children Ministry လုပ်ပါတယ်အမှ15ယောက်ပေါ့နော်ကလေးတွေရှိပါတယ်သူနဲ့သူဖျားဝတ်ပြုတဲ့အချိန်ကြတော့ကျွန်တော် Sunday နေ့ main service မှာကျွန်တော်တို့အယောက်63ယောက်ရှိပါတယ်လို့ဒါပြီးတော့မှကျွန်တော်တို့ဒီဘူတိုင်းရဲ့အယောက်ဒီတိုင်းမှာကျွန်တော်တို့ရဲ့ mission လေးရှိပါတယ်ဒါလေးအချင်းကျွန်တော်တို့တစ်လတစ်ချိန်မဟုတ်ဘူးနှစ်လတစ်ချိန်ပြီးသွားပြီးတော့မှအေဝန်လေးလုံငန်းလုပ်တဲ့အခုခရစ်တော်ရဲ့တက်တော်စင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပါပြီးတော့မှအဲ့ဒီညမှာပြပေးတယ်အဲ့ဒီကနေသစင်းနောက်မှာပြပေးတဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်ဖွင့်ရေးယူပြီးတော့မှအိမ်တန်ရာရောက်သွားတယ်လာတဲ့လူတွေစီမှာအဲ့ဒီခါကျတော့မနေ့ကပြတဲ့ဟာဆွမ်းနာပြတဲ့ဟာမျိုးတွေများပေါ့နော်ဒီ track လေးနဲ့ဝေစာလေးနဲ့ကြွားပြီးတော့မှအဲ့လိုလေးဝင်နှရင်းနေပေါ့နော်သာသနာ့လုပ်ငန်းချိန်မှာပေါ်ဝင်ပါလေလို့ဆိုတော့ကျွန်တော်ဆွမ်းနာပြောတဲ့အတိုင်းပေါ့နော်အသိတော်စတဲ့အခါမှာဖြစ်ပါမလားကျွန်တော်ကမတူပီမြို့မှာကျွန်တော်အဖေပေါ့နော်က AG ပါစတာဖြစ်ပါတယ်အဲ့ဒီမှာ25နှစ်လုံးအမှမှုတော်ဆောင်ရဲကျွန်တော်လည်းအဲ့မှာ youth pastor အနေနဲ့3နှစ်ပါဝင်တယ်တိတ်အဆင်ပြေတယ်အဲ့မှာကြတော့တင်းသူတင်းသားပေါင်းအားလုံးကအိမ်ပေါင်းက90လောက်ရှိတယ်ဆိုတော့အဲ့မှာကြတော့ကျွန်တော် youth pastor လုပ်တဲ့အခါလူတွေကတိတ်များတော့ဥဆောင်ရတာလည်းအားပြောတယ်သူတို့နဲ့ picnic တွေထွက်တယ်ပြီးတော့မှဒီ youth service တွေလုပ်တယ်ပြီးတော့မှအဲ့လိုပေါ့နော်လက်တွေ့ပြီးတော့လုပ်တဲ့အခါမှာကြတော့ပူပန်နေတိတ်မရှိဘူးဒီမဲ့တနေ့ကြတော့ကျွန်တော်ဒီလေးအကြီးဆုံးလေးပေါ့နော်ရုပ်ရွှားလို့ပြီးပါတယ်သူမွေးရဲ့နေ့မှာညမှာကျွန်တော်ဆေးရုံကနေပြန်ပြီးတော့မှအိမ်ကိုခဏပြန်နေခဏလေးတဲ့အချိန်မှာဆူတောင်းတယ်ပေါ့နော်ဆူတောင်းတဲ့အခါကျတော့ကျွန်တော်ရဲ့နှလုံးသားချိန်မှာဖျားတာစကားပြောတယ်နေတဲ့နေရာဒီမှာတိတ်တော်ပါလေလူလေးသေးရှိပေါ့နော်အဖေကလည်းစင်ညာဆိုတော့အရာရာအားလုံးကစင်ပြေတယ်အားကိုးစရာဆိုလို့လေတခါတည်းပြောလိုက်ရင်တော့တင်းသူတင်းသားတွေကလည်းလုတ်ပေးတယ်ပေါ့နော်ဆိုတော့အစင်ပြေတယ်ဒါပေမဲ့အဲ့ဒီချိန်ကနေစပြီးတော့ဘုရားစကားပြောတယ်အဲ့ဒီ comfort zone ပေါ့နော်ကနေပြီးတော့မှတင့်ကိုငါပြတဲ့နေရာကိုပေါ့နော်များလေပေါ့နော်ဆိုတော့ညအိတ်တဲ့ခါကျတော့အိတ်မလည်းမဟုတ်ဘူးအိတ်တယ်လည်းမဟုတ်ဘူးယူပါရုံတော့ကျွန်တော်ယူဆပါတယ်ဒါကျွန်တော်ဖြစ်ချင်လို့ဆူတောင်းလို့လည်းမဟုတ်ဘူးအလူလူလေးလာတယ်ဘာလာတယ်ဆိုတော့တကယ်ကိုဟောင်းနှွန်းပြီးတော့စုပ်ပြက်နေတဲ့အိမ်မှာကျွန်တော် live ရှောက်ရတဲ့အဲ့ဒီအိမ်ကိုကျွန်တော်မြင်တယ်ညင်တော့ဘာတွေ့လဲဆိုတော့ဖနက်တွေတွေ့တယ်အဲ့ဒီဖနက်ကရောင်ဆိုတခုနဲ့တခုတော့မတူဘူးဆိုတော့ကြည့်ပြီးတော့ဖနက်ကများကြီးပဲ
ဒီဖနက်တွေကဘာဖြစ်တာလဲပေါ့နော်အဲ့ဒီအိမ်သေးကိုသွားပါခင်ဗျားကိုပြေးတဲ့တာနာအဲ့ဒါလေးစိတ်ထဲကနေလန့်နိုးလိုက်တဲ့အခါကျတော့ဒီတော့စိတ်ထဲကနေတော့ဦးတော်အသိဉာဏ်နဲ့တော့ညှင်းချင်ပါလေဒါပေမဲ့ဦးတော်စေခိုင်းတယ်ဆိုဒီအတွက်ပဲကျွန်တော်တက်ရှင်ပါလေအဲ့မှာကျွန်တော်ဝန်ခံလိုက်တယ်ဝန်ခံပြီးတဲ့နောက်ပိုင်းမှာကျတော့တပတ်မကြာဘူးကျွန်တော်ရဲ့နှလုံးသားထဲမှာနေလို့မရဘူးဟိုအရာပဲအဲ့ဒီအရာပဲစားရည်လေအဲ့ဒီအရာတွားရည်လေအဲ့ဒီအရာအဲ့ဒီထဲမှာကျွန်တော်လေ့လာတဲ့အပိုင်းကယေရမိမြေသားစကားဖြစ်နေတယ်ကျမ်းစာကိုဖတ်ရင်းနဲ့၃ကြိမ်တော့အဲ့ဒီကျမ်းစာကိုဖတ်ရင်းနဲ့အဲ့ဒီယေရမိမြေသားစကားတွေကြောက်တဲ့ခါကျတော့ပုံပူပြီးတော့မှကျွမ်းလာတဲ့တက်တာတွေမှာဩမဖြစ်တော့ဘူးဟေးကျွန်တော်တို့သွားတော့မယ်သာမန်ပြုဖို့အတွက်ကျွန်တော်ကိုစီခိုင်းတဲ့နေရာကျွန်တော်သွားချင်တယ်စိတ်ထဲမှာမြန်မာနိုင်ငံပေါ့နော်ဒါကျွန်တော်ပြီးရရန်ကုန်အဲ့ဒီနေရာမှာသွားချင်ဒီမှာနေတာဘာဖြစ်လို့လဲဒီမှာမလုပ်ရအောင်ဒီမှာလူတွေအများကြီးပဲငါမနိုင်ဘူးဒါပေမဲ့အဖေကတော့ဒီလိုပြောပေမဲ့စိတ်ထဲမှာမနေနိုင်တော့ဘူးမဟုတ်ဘူးလေဆိုတော့ဆူတော်ဝေးလုပ်တယ်ဇာတ်နဲ့ပြောတော့နော်ဆူတော်ဝေးလုပ်တယ်အဲ့ဒီမှာပါစတာတယောက်ကျွန်တော်ခေါ်ပေးတယ်သူကကျွန်တော်ကိုပြောတာသာသနာလုပ်ခြင်းဆိုတာက no turning back ပြန်လှည့်ဖို့မဟုတ်ဘူးခင်ဗျားပါတဲ့ကြုံဘေဘဝပေးရောက်အဲ့ဒီကိုပဲသွားပါလုပ်ပါပြန်မလှည့်နဲ့လှည့်ရင်ငါနဲ့တွေ့မယ်ငါဒီနေ့တရားဟောတာခင်ဗျားပြန်လှည့်ရင်ငါနဲ့တွေ့မယ်ဆိုဟုတ်ပြီဒီလိုပြောတဲ့အရာတွေကဟိုခက်လို့သူများတွေပြောပေမဲ့လည်းပဲကျွန်တော်ရဲ့စိတ်ထဲမှာအတိအကျတော့သိတယ်ခက်တယ်ဆိုတာဒါပေမဲ့လည်းဒီအထဲမှာပြောတယ်တကယ်လည်းသွားတယ်မိသားစုအားလုံးပါတယ်ဆိုတော့ကျွန်တော်ညီနှစ်ယောက်ပါတယ်ကျွန်တော်မိသားစုနဲ့ကျွန်တော်သွားတယ်တကယ်လည်းအဲ့ဒီနေရာရောက်တော့တော်ခက်ပါတယ်ဒါပေမဲ့ဘုရားကြီးကအံ့ဩစွာနဲ့လှုပ်ဆောင်ရင်းနဲ့စတဲ့အချိန်မှာကျွန်တော်အမျိုးသမီးကျွန်တော်တာကျိုးဆွားရင်တော့တတိကြတဲ့ခဏပြောင်းဝေးတယ်၃ယောက်ပြီးတော့ကျွန်တော်ညီနှစ်ယောက်9ယောက်နဲ့ဖျက်ရှိတယ်အိမ်ပါပဲကျွန်တော်ဒီနေ့တတိရတယ်အဲ့ဒီ moment ပေါ့နော်အဲ့ဒီအချိန်လေးကိုကျွန်တော်တတိရတယ်ဘာတတိရလဲဆိုတော့9ယောက်ဖျက်ရှိခိုးတာဘလို့ပြောတယ်ဘာဖြစ်လို့လဲဒီနေ့လည်းကျွန်တော်ခံစားတယ်ဖျားချစ်တဲ့လူအရေးကြီးတယ်ဖျားကိုတကယ်ချစ်ဖို့အရေးကြီးတယ်ဖျားချစ်တဲ့လူတွေရှိတဲ့နေရာမှာဖျားရှိတာဖြစ်တယ်ဖျားရှိမှလို့လေအိုးအဲ့ဒီ9ယောက်လေးနဲ့ကျွန်တော်တို့ပြောပြီးတော့မှမနေ့ညနေပုံမှန်ပဲဖျားရှိခိုးတယ်အဲ့ဒီနေရာမှာအရာတစ်ခုကျွန်တော်ကိုလုတ်ခိုင်းတဲ့အရာတစ်ခုကအခုလိုပဲကျွန်တော်နဲ့ကြာဝက်တယ်ကိုဝင်းကြီးဝက်တယ်လူ9ယောက်လေးနဲ့ကျွန်တော်စမတ်ကြနဲ့ကျွန်တော်တရားဟောတယ်အဲ့ဒီ9ယောက်ကျွန်တော်နဲ့9ယောက်ပေါ့နော်4ယောက်ကအမှထိုင်နေဟောကျွန်တော်ကလေးကဘယ်သူမှမရှိဘဲနဲ့တဲ့အဲ့လိုတရားဟောတယ်တဲ့မဟုတ်ဘူးအဲ့ဒီအတိတွေကျွန်တော်မှမရှိဘူးတနေ့ကျရင်ဘုရားရှင်ကအတူရှိတဲ့အတွက်ကြောင့်မလို့ဟာလူအများနဲ့ဘုရားရှိခိုးမယ်ဒီဟာမရှိနေလေပဲဒီနေ့တချီးဆိုတဲ့အခါမှာကျွန်တော်အရန်ခွန်အားရတယ်စပြည့်ဥယျာဉ်မှာစပြည့်မသိရင်လည်းမာတင်ကောင်မှမရှိလေဟာကိုပြောတယ်ပေါ့နော်ရရှိရဲ့အဲ့ဒါနဲ့သိပြောတာဟာတခါကျွန်တော်ဘုရားရှိမှကျွန်တော်ပြောရည်ပါအဲ့ဒီအချိန်ရဲ့ဝိညာဉ်တော်ရဲ့နှုံးဆော်မှုတွေအခါပြတ်လာတယ်ဒါကျေးဇူးတော်ကြောင့်အခုဆိုရင်အယောက်60အဲ့ဒါကတော့ main service ပေါ့နော်ကျွန်တော်မိသားစုမှာကျွန်တော်ပုံမှန်ဘုရားရှိခိုးတာဒါပေမဲ့အခုနိုင်တာယာတို့အဲ့ဒီနေရာကနေခြေရရနေခရစ်စမတ်တို့ဘာလို့မှဆိုလို့ရှိရင်တော့150တော့ကျွန်တော်တို့ဒီhome sale တွေဘာလို့တွားတဲ့နေရာကနေအားလုံးစုတဲ့အခါ150တော့ရှိတယ်။အိုးကျွန်တော်သိပြောတာကျွန်တော်ပြောချင်တာကလူမရှိလို့စိတ်ပြတ်ဖို့မှမဟုတ်ဘူး။ hallelujah လူမရှိလို့စိတ်ပြတ်တယ်။ဘုရားရှိလူရှိတာဖြစ်တယ်။ဘုရားရှိရင်လာတဲ့တယောက်ပဲဖြစ်ဖြစ်ဘုရားလူဖြစ်ဖို့နှစ်ယောက်ဖြစ်ဖြစ်ဘုရားအဲ့ဒီဘုရားလူတွေကဘုရားဘုန်းတော်ထင်ရှားစေမှာဖြစ်တယ်
တကယ်ကိုဝန်တာစိတ်နဲ့တရားကိုချစ်တဲ့လူတွေရဲ့အသက်တာထဲမှာလုံတဲ့အခါမှာတိတ်ပြီးတော့မှပြောတယ်တိတ်ပြီးတော့မှအကျိုးတွေဖြစ်တယ်ပြီးတော့မှအဲ့ဒီလူတွေအားဖြင့်သာသနာလုပ်တဲ့အခါမှာလာတဲ့လူတွေအားလုံးကလည်းဘုရားလူတွေဖြစ်လာမှာဖြစ်တယ်ကျွန်တော်အခုဆိုရင်တော့တိတ်ပြောတယ်ဟိုဘယ်လိုပြောမလဲဘုရားကျောင်းမှာပဲတစ်ချိန်လုံးပြောတဲ့အသက်တာမဟုတ်ဘဲနဲ့အခုကျွန်တော်ရဲ့ဟိုပေါ့နော်အတူတူမှုတော်ဆောင်တဲ့ဆရာတွေကလည်းအားလုံးကလည်းအေးဝန်ကလေးပြင်းထန်တဲ့လူတွေဖြစ်တယ်သူတို့အချင်းတစ်ခါကျွန်တော်ပြောစရာမလိုဘူးမနေ့ကဆိုရင်တော့ကျွန်တော်စီမှာဖုန်းလာဆက်ကြတယ်ဗီဒီယိုခေါ်နဲ့ကျွန်တော်တို့ Messenger နဲ့ပြောတဲ့အခါကျတော့အတိရောက်လာတဲ့ကလေးတွေကျွန်တော်ကိုပြတာဟိုးအမေရိကရောက်ပေမဲ့ဒီလောက်ဝန်တာဆရာကအဲ့ဒီတကယ်ပဲရှိတယ်ဆိုတော့ဒီလူတွေကြားရတဲ့အခါမှာအရင်ကပြောပါလေဒါကြောင့်မလို့ခေါင်းအားပေးချင်ပါလေတရားရတဲ့အားလုံးတရားရှိကိုကြီးကြီးတရားနဲ့ဒီကွာရင်တယောက်လည်းပြောတယ်တယောက်လည်းကနိုင်တာဖြစ်တယ်ခက်ခဲတဲ့ချိန်မှလည်းပဲတရားရှိရင်သိပြောတာဖြစ်တယ်အဲ့ဒီခက်ခဲခြင်းကဘုရားတကူကိုမနိုင်ပါဘူးအချိန်တန်လာတဲ့အခါဘုရားကအတီးခွန်ပေးမှာဖြစ်ပါလေဆိုတော့ဆရာပြတဲ့အခါမှာဆရာရဲ့တက်တာကိုကြည့်တဲ့အခါမှာ humble life ရှိတဲ့တက်တာပြတဲ့အခါမှာဘုရားဆက်သုံးပါပါဘုရားကောင်းချီးပေးပါဟာလေလုယာဟုတ်ပြီဆိုတော့ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်လေးတွေမှာကျွန်တော်ပြန်ပြီးတော့မှာသွားချင်ပါတယ်ကျွန်တော်မိတ်ဆက်တာနည်းနည်းညာသွားပြီးပြန်လို့ပြပါဟုတ်ပြီဆိုတော့ယောမဩဝါဒစာအခန်းကြီး31အပိုင်းငယ်36ကိုဒီကျွန်တော်အနည်းငယ်ဝင်လာချင်ပါတယ်ကျွန်တော်တရားဟောတာတိတ်တော့မကြတတ်ပါဘူးเนาะကျွန်တော်ဖတ်ပါမယ်ခသိန်းသောအရာတို့ဒီကိုရောအခြေက၎င်းကိုရောအားဖြင့်၎င်းကိုရောအဖို့လုံနာ၎င်းဖြစ်ကြ၏ကမ္ဘာဆက်ဆက်ပုံကြီးတော်မူစေတည်းအာမင်ဒီနှုတ်ကပတ်တော်ကိုရေးတဲ့လူကတော့ရှင်ဘောလုအားလုံးကပြပါရဲ့ရှင်ဘောလုဖြစ်ပါလေရှင်ဘောလုကဘယ်လိုလဲစီမရေးတယ်လဲဆိုတော့ယောမမြို့မှာရှိတဲ့ယုံကြည်သူတွေအတွက်ရေးထားတဲ့ကျမ်းစာဖြစ်တယ်ပေးစာဖြစ်ပါလေဆိုတော့ဒီနေရာလေးမှာကျွန်တော်နည်းနည်းသူ့ရဲ့အကြောင်းအရာလေးကိုပြောချင်ပါတယ်ရှင်ဘောလုကဒီစာကိုရေးတဲ့အခါမှာယောမမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့အတ္တတာမှာရောအဲ့ဒီမတိုင်ခင်မှာကျွန်တော်တခုပြောချင်တာကယောမလို့ပြောရင်ယောမအင်ပါယာကြီးတတိုင်းကြီးလို့ပေါ့နော်ဆိုတော့အဲ့ဒီယောမအင်ပါယာကြီးကနိုင်ငံရေးစီးပွားရေးလူမှုရေးဘာသာရေးဒီမန်တိုင်း၄ခုမှာတိတ်ပြီးတော့မှခွန်အားကြီးတဲ့အင်ပါယာကြီးဖြစ်နေတယ်သူတို့ကနေပြီးတော့အုပ်စိုးထားတာဖြစ်တယ်အရာရာမှာ political ပေါ့နော်ဒီနိုင်ငံရေးပိုင်းမှာလေးပဲသူတို့ပဲအုပ်စိုးတာသူတို့က top ပေါ့နော်သူတို့ကအားကိုဆောင်းဖြစ်တယ်သူတို့ကကြီးစုတယ်လူမှုရေးပိုင်းမှာလေးပဲသူတို့မပါလို့မဖြစ်ဘူးစီးပွားရေးမှာလေးပဲသူတို့မပါလို့မဖြစ်ဘူးဆိုတော့အဲ့ဒါကတော့သူတို့ရဲ့ယောမအင်ပါယာနဲ့ယောမမြို့မှာရှိတဲ့လွန်မှုဖြစ်တယ်ဆိုတော့အဲ့ဒါကတော့ဒီဖက်ပိုင်းပေါ့နော်ဟုတ်တာပဲဒါပေမဲ့အသေးတော်ပိုင်းမှာပြန်ကြည့်တဲ့အခါမှာလေးပဲယုံကြည်သူတွေရဲ့အတ္တတွေမှာသိပြီးတော့မှသူတို့ရဲ့ mental သူတို့ရဲ့စိတ်ဝိညာဉ်ခန္ဓာကစရည်သူတို့ထင်တဲ့အရာတွေမှာအားလုံးကယောမအင်ပါယာရဲ့အုပ်စိုးမှုသူ့ရဲ့ကွက်ကဲမှုလွန်မှုကနေပြီးတော့သူတို့ကိုအားလုံးနေရာယူထားတာကိုတွေ့ရတယ်ခရစ်တော်တိုက်ရှင်စင်လုံးမှာလေဒီယောမအင်ပါယာကြီးနဲ့သူ့ရဲ့စစ်သူရေးတွေကဘယ်လောက်ကြီးအာဏာကိုရှိတယ်လဲဆိုတာသိရတယ်ဒါကြောင့်ယောမမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့အသက်တာတွေမှာလွတ်မြောက်ခြင်းဘုရားကိုချီးမွမ်းခြင်းတလောက်မချီးမွမ်းနိုင်တဲ့နှောက်ဖွေးတဲ့အရာလေးတွေဒီအရာအဖြစ်လည်းအများကြီးရှိပါတယ်အရာရာတွေမှာလွတ်လပ်မှုမရှိဘူးဝမ်းမြောက်ခြင်းနဲ့ဘုရားမှုတော်ဆောင်ခြင်းနဲ့လှုပ်ခြင်းနဲ့လွတ်လပ်တဲ့သာသနာပြုခြင်းနဲ့မရဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီလွန်မှုအုပ်စိုးမှုအောက်မှာသူတို့ကရှိနေလို့ဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးကြောက်ရွံ့ပြီးတော့မှသူတို့ရဲ့အတ္တတွေမှာအုတ်တိုင်းလိုကာစီးပြီးတော့မှအတွင်းခေါ်သူတို့ရဲ့အပေးသားအလုံးချင်းမှာယောမအင်ပါယာကြီးကအုပ်စိုးနေပေမဲ့လေဘုရားသခင်စီကတနည်းအားဖြင့်အပေါင်းထုတ်ကြီးပေါ့နော်တော်ကိုပိတ်ဆို့နေတဲ့အရာတွေရှိပေမဲ့လေဘုရားသခင်စီကနေလာတဲ့အ
아야가 떼 초산이 야kin siane lare tadinga bale polu simbolu simalare tadinga bale khatin do ayaru di kuro cheda laga kuro achin laga kuro apho lo na laga chit de khatin do ayaru di Roma Empire siya mo Roma Empire achin le mo Roma Empire chi le moသူစီရလေဟောရဖျားစီထေးကနေဖြစ်သူ့အားဖြစ်လေဖြစ်တယ်လို့သူ့အတွက်ဖြစ်တယ်အဲ့လိုမျိုးသူတို့ရဲ့တက်တာလေးမှာလောဘမှုတွေနဲ့ထိတ်ချုပ်မှုတွေရှိလာတဲ့ဥပမာအပေါင်းထူကြည့်လိုက်တဲ့သူတို့ကအဲ့လိုမျိုးဖိစီးတဲ့အခါမှာနှုတ်ကပတ်တော်အလင်းဖြစ်တဲ့ဘုရားသခင်စီရနဲ့လာတဲ့နှုတ်ကပတ်တရားတော်ကရှင်ပေါလုကပြောလိုက်တဲ့အချိန်မှာယောဘမြို့သူမြို့သားယောဘမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့အသက်တာတွေမှာအလင်းတစ်ခုရောက်လာတယ်လို့လည်းကျွန်တော်ခံစားရဖြစ်တယ်။ဟာလေလုယာ။ဒီရာကတိတ်ပြီးတော့ကျွန်တော်အသက်တာတွေမှာစကားပြောယေရှုကိုထောင်ချောက်ဆင်ပြီးတော့မှဖန်ဆီးပြီးတော့မှဗာနဲ့သူ့ကိုဆွေးချက်တင်ပြီးတော့မှတတ်လေလို့ဖာရိရှဲလူကျမ်းတဲ့ပုဂ္ဂိုလ်တွေကတနေ့ခရစ်တော်ကိုနေတဲ့မိဘတို့ကကျွန်တော်တို့အခွန်ဆောင်ရမလားမဆောင်ရဘူးလားပေါ့နော်စီစာဘီရင်စီမှာအခွန်ဆောင်ရမလားဆောင်ရဘူးလားလူမျက်နှာကိုမထောက်တင်းတင်းမမပြောတဲ့ကုတော့ဒီအရာကိုပြောပါဦးထောင်ချောက်စင်းနေမပေးနဲ့လို့ပြောရင်တခါလေးဖမ်းပြီးတော့မှတခါလေးဆွေးချက်တင်တော့မယ်နိုင်ငံရေးရှုပ်ထွေးတဲ့အချိန်ကဒါပေမဲ့ယေရှုကဘာပြောတယ်လဲဆိုရင်တိတ်ထူးဆန်းတဲ့စကားအဲ့ဒီငွေဒင်းကားပြကိုပြပါပြတဲ့အခါမှာယေရှုကပြောတယ်ဒီငွေဒင်းကားပြမှာဘသူအယုတ်ပါတယ်လဲစီးစာဘီရဲ့ပုံပါတာဖြစ်တယ်ယေရှုကပြောတယ်စီးစာဘီဥစ္စာကိုစီးစာပေးပါဖျားဥစ္စာကိုဖျားပေးပါတိတ်ရှင်းတယ်ဒီနေ့ကျွန်တော်တို့ရတတ်တာကျွန်တော်ဟာဘေကနေဘသူအဖြစ်ဘေအထေးကနေထွက်လာတယ်ဘာအဖြစ်ဖြစ်တယ်ဘသူအတွက်လဲဒါကိုကောင်းကောင်းသိရင်သိပြီးတော့မှပြောရချင်နားလည်နေဖို့ဖျားကောင်းကြည့်ပေးပါစေဒါပေမဲ့ကျွန်တော်တို့ကဘေကဘသူအထေးကနေဖြစ်တယ်ရရတဲ့လူကိုဖန်ဆင်းတဲ့အခါမှာမြေမောအတဲ့လူကိုဖန်ဆင်းတယ်အာဒမ်ဖန်ဆင်းတယ်ဒါမရှိဒါပေမဲ့ရရခင်ကအာဒမ်ကိုဇီဝတဲ့ပုံသွင်းပေးတယ်ထာဝရဘုရားဖြစ်သောကြောင့်သူ့အထေးကနေပုံသွင်းပေးလိုက်တော့အသက်တည်လေးပဲထာဝရတဲ့ဖြစ်အဲ့ဒီထာဝရအသက်အဖြစ်လူဟာအသက်ရှင်တဲ့တဝါဖြစ်လာတယ်ဒါဆိုရင်လူအစာအာဒံဖြစ်တော့အသက်ဒီဘေးသေးကလေဘုရားသေးကဖြစ်ပါလေအဲ့ဒီဇီဝအသက်ဒီဘုရားသေးကဖြစ်တယ်ကျွန်တော်အားလုံးသိတယ်အာဒံကဥယျာဉ်ထဲမှာရှိတယ်ဒါပေမဲ့ဘုရားစကားနားမထောင်တော့အပြစ်တရားကြောက်ရောက်လာပြီးတော့မှလူဟာကြောက်ဆုံးသွားတာဖြစ်တယ်တို့ပဲမဲ့လည်းပဲယေရှုကနေပြီးတော့မှကျွန်တော်တို့ကိုချစ်တဲ့အတွက်ကျွန်တော်တို့ကိုစားလက်ဝါးကားတိုင်းမှာအသေးခံပြီးကျွန်တော်တို့အပြစ်ကြွေးအားလုံးကိုပေးဆက်ခဲ့တဲ့ဘုရားယေရှုသူ့အားဖြင့်သူ့ကိုယုံကြည်လက်ခံသောလူတိုင်းတွေကြည်တင်ခြင်းရတာဖြစ်တယ်ဘုရားထေးကနေထွက်လာတဲ့ဇီဝအသက်အားဖြင့်စာတန်ရဲ့နောက်ဆက်ခြင်းအဖြစ်ပြုံလင်းခဲ့ပေမဲ့လည်းပဲယေရှုအားဖြင့်ကျွန်တော်တို့ကိုပြန်လေပြီးတော့မှဘုရားခင်ကတင့်ပတ်စေတာဖြစ်တယ်ပြန်ပြီးတော့မှဖြစ်ပွားစေတာဖြစ်တယ်နံပါတ်1ဘုရားထေးကဖြစ်လာတဲ့ပုဂ္ဂိုလ်တွေနံပါတ်2ယေရှုအားဖြင့်ဖြစ်လာတဲ့သူတွေနံပါတ်3ဒါဆိုရင်ကျွန်တော်တို့ဘုသူ့အတွက်အသက်ရှင်ကြမယ်ဘုရားအတွက်ပဲပေါ့ဒီရာ
유유레 피비메레베 저너로 특히 신사게 칸 내니 마치 타카카 저너하 베투 테가 치들레 베투 아치 치들레 베투 어떠시냐말레 수라고 꽁꽁 못띠 이 로가 지레마 어떠신지하 쇼트웰로네 고도 어떠신들로 미타수 저배 용감 비로마 로들로네 아야야레 아로하 꾸어쥐 다마모 꾸야 미타수 저 신나이 말이 다음에 디야고 가오나오 띠레 가자로 저놈이 아따다리마 르엄nhau 진미 야지 디네 저놈이 아따다고 르엄모라 부두네ဖျားအတွက်အသက်မရှိရနိုင်တော့အောင်လွန်မိုးတဲ့အရာကဘာလဲဖျားကဒီလွန်မိုးခြင်းအဖြစ်ဒီလောကမှာနေဖို့အတွက်ဆေလွတ်တာလားမဟုတ်ပါဘူးကျမ်းစာကဒီနေ့ကောင်းအောင်ပြောတယ်ခတ်သိမ်းသောယာတိကိုရောအခြေကဖြစ်တယ်ကိုရောအားဖြစ်ပဲဖြစ်ပါလေကိုရောအတွက်ပဲကျွန်တော်တို့ဒီအရာကိုမမြင်စေရတော့အောင်အသက်တာထဲမှာချုပ်နှောင်တဲ့အရာတွေတားဆီးတဲ့အရာတွေယောမအိဘာယာကြီးလို့ချုပ်သေးတဲ့အရာတွေကဘာလဲဒီတိုင်းတွေအားလုံးကိုချူချပြီးမှဖြစ်ပါတယ်နင်းတော့ဒီလိုမသိတဲ့အသက်တာမှာအခုလူငယ်တွေအသက်တာဟိုတနေ့ကကျွန်တော်တို့မတူ community ကနေပြီးတော့မှ camp လုပ်တယ်တနေ့ကမှတွားပြီးတော့မှ24ယောက်လောက်ရှိကျွန်တော်တို့လုပ်ကြတယ်ဧဝံဂေလိတရားလေးဝင်လာတပတ်လူငယ်တွေအစဘယ်လိုမှစုစည်းလို့မရဘူးတော်ခက်တယ်တချို့ဆိုရင်ချောလို့လည်းမရအချမ်းပြောလို့လည်းမရနှုတ်ကပတ်တော်တွေကိုဘယ်လိုတွတ်ရမှာလဲဆရာတွေက9ယောက်လောက်ရှိတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲကျွန်တော်ပြန်ဆွေးနွေးကြညရောက်တော့ဘယ်လိုလဲဒီနေ့တင်ပြတာဘယ်လိုခြေနေရှိလဲဟာမလွယ်ဘူးဟာဟိုကလေးကဘယ်လိုဖြစ်တယ်ဟာထွက်ပြန်နေအပြင်ကိုဟာဘယ်လိုပြန်ခေါ်တယ်လဲလုပ်ကြတော်ခက်ခဲဘာဖြစ်လို့လဲသူတို့ရဲ့အတ္တတာထဲမှာသူတို့ဘေးအထေးကလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသိပေးခြင်းလို့ဖြစ်ပါတယ်ဘယ်သူအားဖြင့်တင်ဟာဒီကနေ့အသက်ရှင်ရတယ်ဆိုတာကိုအသိပေးခြင်းလို့ဖြစ်ပါတယ်ဒါဆိုရင်ဘယ်သူအတွက်အသက်ရှင်ရမလဲဆိုတဲ့ direction ကိုပေးဖို့နှုတ်ကပတ်တော်နဲ့တုံတင်ရတာဖြစ်တယ်သိခက်တယ်ဒီလိုမသိတဲ့အတ္တတာဟာသူတို့ရဲ့အသက်ရှင်ခြင်းဟာရှင်လျက်နဲ့တည်တဲ့လူတွေဖြစ်တယ်သူတို့အတွက်အတ္တတာဟာ meaningless အတိတ်ပေကိုမရှိတော့ဘူးတန်ဖိုးလည်းမရှိတော့ဘူးဘာဖြစ်လို့လဲဒီလောကမှာကျွန်တော်တို့ဖြစ်တည်လာတာကိုယ်နဲ့ကိုယ်ဖြစ်လာတာမဟုတ်ဘူးဘုရားဖန်ဆင်းတာဘုရားဖန်ဆင်းရင်ဖန်ဆင်းရှင်ရဲ့ရည်ရွယ်ချက်နဲ့တက်တာထဲမှာရှိတာဖြစ်တယ်အဲ့ဒီရည်ရွယ်ချက်ကိုမရောက်ဘူးဆိုရင်ကျွန်တော်တို့ဘလောက်ပဲကိုယ်ရည်မှန်းချက်နဲ့ရောက်အဲ့ဒီပန်းတိုင်ဟာကိုယ်ပန်းတိုင်နဲ့ဘုရားကဖြစ်စေခြင်းနဲ့ပန်းတိုင်ဖြစ်ချင်မှဖြစ်မယ်ယေရှုတော်ပဲ9 ရက်နဲ့မတိုင်ခင်9 ရက်နေ့မှာဝိညာဉ်တော်ကတုတ်ထီတယ်ကလေးတွေနောင်တရကြတယ်ငိုကြတယ်ငိုကြရှင်းမလားဒူထောင်းပြီးတော့ခရစ်တော်ကိုသူတို့ဆန္ဒလာကြတယ်ဖြစ်ဆူတောင်းလေးပြောင်းလဲတဲ့လူတွေတော်တော်များတယ်ဒါပေမဲ့သူတို့ရဲ့အသိလောကတည်တည်ရှိတဲ့အခါမှာယဉ်ကျေးခြင်းဗတ္တိဇံပေါ့နော်ယဉ်ကျေးခြင်းမင်္ဂလာခံဖို့က7 ယောက်ခံဖြစ်တယ်ကျွန်တော်အမေရိကကိုလာတယ်အပြေစကားနဲ့ပြောမယ်ဆိုရင်ကံကောင်းတယ်လို့ပြောတယ်။ကျေးဇူးကိုသိခံစားရတယ်။သူတို့တက်တဲ့ခံကိုတွေ့တဲ့အခါမှာအော်တိတ်ပြီးတော့မှရှင်သေးမှာပီတိချတဲ့ခံစားတယ်။အော်ငါစားတော့မသိဘူးလေအဖေမေမေစကားလာမထောင်းတာအခုတော့သိပြီငါအစ်တာပဲငါဖျားဘလောက်ချစ်တယ်ငါဖန်ဆင်းတဲ့ဖျားအသက်တူစင်ခါငါတိကိုကျန်းစာပြောမယ်အဖေပြောမယ်မသိခဲ့ဘူးအခုသိပြီငါဖျားစီကဖြစ်လာတာယေရှုကငါ့ကိုကယ်တင်ပြီ
심해 할렐루야 원다 짜야라 나오네 레벨 살로고 들어오래 아비네 술래 다운베멜로 저는 그리 되게 저는 친다고 생각하고 빨래와 짜자 남지고 빨래와 편마 디야도 띠세 포트 유메리고 저는 회장님 다니까 거래 그래서 난가 생계란이 빠져 니리마 아사마자로 생계란이 싫어 유메리가 아띠냐면 펀주로 또 돌에 줘야라 캐대 다음에 그와 생계란 빠져 비워야라 나 때문에 변해라 변해 아페메 키우사요 아페메가 정답하니 정답고 생계듯이 비수인 그바고 빠네 우리의 세계만 봤다듯이 저는 우리의 동볼란가 띠게 다게 생계란 수배매 에이 생계란고 뚜카이나 에이 생계란가 들어 뚜배매래 파상 들어와사래 생계란고 뭐 불러버려 너나 왜 도와래 난고 들어와 알아고 가리네 수는 나가 들어오고 자들래 묘고 도와래 사디고 도와가네 삼디자고 발롱들래 묘개가네 비록ပြန်나래 가마 비아를 왜라래 태래 아예비네 요비로마 란마 떡자래ပြန်나자래 생계 시간ဖြစ်တယ် 때래တချို့က 때래 မနေတော့ဘူး တချို့က ဒဏ်ရာရတယ် တချို့က ခြေထောက်ကျိုးတယ် သိမကြသေးဘူး ကျွန်တော်ဒီဥမလာဖြစ်မှာ ပလက်ဝကနေပြီးတော့မှအဲ့ဒီစက်ကြီးညင်တူးတဲ့စက်ကြီးနဲ့စက်ကြီးကတော့သူရက်နေတာ နှစ်ယောက်က အရက်မူးပြီးတော့မှ ကလေးနှစ်ယောက် စေရအောင်ခါစား စစ်တွေမှာသွားပြီးတော့မှ သူဒီတက္ကသိုလ်ဝန်စာမေးပွဲအတွက်ပေါ့နော် သွားပြီးတော့မှ လုပ်ဖို့ဖြစ်တဲ့အခါမှာ အရက်မူးပြီးတော့မှ အဲ့ဒီဟာကိုတိုက်ပြီးတော့ ပွေးချင်း နှစ်ယောက်စလုံးပဲ စိတ်မကောင်း ကျွန်တော်တို့တကယ်ကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့တွားပြီးတော့မှသူတို့ကိုပြောပြတယ်အေးဒီလိုဆိုရင်ခင်ဗျားတို့ဘယ်လိုတော့ဘူးသူရဲ့အဖေနေလေးစီမှာတွားရတယ်အခုညီတော့တောင်းရမနေတောင်းပါရဆန်းနဘူးနဲ့အိုးတလုံးနဲ့ခင်ဗျားသားတွေကိုကျွန်တော်တို့ပြောလို့မရခင်ဗျားကိုယ်တိုင်ကပြောပြီးတော့မှအဖေနေလေးကကဲကျွန်တော်တို့လုပ်မယ်ခရစ်တော်အကြောင်းကိုစိတ်ပြောပြီးခေါ်လာခဲ့ဝါဥခက်စားတယ်ကျွန်တော်ဖက်မှာကျဝါဥနဲ့ကမုန်းဆိုတာကဟိုကျင်းလို့ရှိတယ်ပေါ့နော်အဲ့ဒါကိုတအားခက်စားတော့သူရောင်းတဲ့ကာလဖြစ်တယ်ငါသားကအားမဲ့မထင်ဘူးဘာဖြစ်လို့လဲကမုန်းဖို့ဆရာရှိတယ်မြုပ်ထဲမှာဟောဒီကြမ်းနေတယ်တွားရဲရခေါ်ရဲဆရာရဲ့အင်ဂျင်နီယာရောက်သွားရတယ်လာတဲ့လူကတော့လာတယ်ပေါ့နော်ဒါပေမဲ့များတဲ့လူမလာဘူးများမလာဘူးဒါပေမဲ့နောက်တစ်ပတ်ကျွန်တော်တို့တင်သားပြီးတော့အဲ့ဒီတင်သားထဲမှာပြင်တင်ချင်းကြတဲ့လူကပြောပြီးတော့ဘုရားကိုချီးမွမ်းကြတာသိဝမ်းတာတယ်ဒါပေမဲ့ဂျွာကိုပြန်လာတဲ့အခါကျတော့မတွေ့ရတဲ့ဆရာလေးလာပါဆူတောင်းပေးပါဦးဘာဖြစ်လို့လဲမနေ့ကငါသားပြန်လာတဲ့အခါမှာမောင်လို့တယ်အကြောင်းပြတော့မောင်တော့ဘူးအယက်ဘူးလို့အေးပေကိုတိုက်တော့ခြေထောက်ကျိုးသွားတယ်ဆိုင်ကြီးကဟောပြောင်းပြေးတော့ပါဆူတောင်းပေးရောစိတ်ထဲကနေတော့ခင်ဗျားအခုချိန်မှာဆူတောင်းပေးတာနည်းနည်းတော့နောက်ကျတယ်အစကလေးကပြောတယ်ခေါ်တဲ့အခါမှာဆန်းတဲ့ဘူးနဲ့ပိုးတယ်လို့တိတ်ဝင်လေးတာဖြစ်အဲ့ဒီကလေးခြေထောက်ကျိုးလို့စစ်တွေဆေးကိုရတယ်ထဆန်တိန်တောင်းရတော့ဟုတ်ပြောချင်တယ်ဒီနေ့ကျွန်တော်အသက်တာကျွန်တော်ဘဝပိတ်ဆို့နေတယ်ဘယ်သူအထင်ကလည်းဖြစ်လာတယ်ဘယ်သူအကြည့်အသက်ရှင်ရမှာလဲဒီလောကမှာဘယ်သူအတွက်သက်ရှင်ရမလဲဆိုတဲ့ဖျားရည်နေတဲ့အရာကိုကောင်းကောင်းမသိတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်ကကိုဖြစ်ချင်တယ်လို့ဖြစ်တာဖြစ်တယ်ကိုလှုပ်ချင်တယ်လို့လှုပ်တာဖြစ်တယ်နောက်ဆုံးမှာအဲ့ဒီလမ်းကဘာလဲဖြစ်မလဲ
애가 저는 미용지 그래 그 요네 진퇴가 스스로 보노. 아멘. 아때로 말해 디가네. 내 말이 가마. 사 저는 로 약의 체. 애리 지마 그 NLD 보노. NLD네 시스템에 나지 보노. 집에 가라 집에. 네 로데 가라 집. 아카자. 슈만 보는 이게 나지 필라네. 애리 지마. အိမ်ထဲမှာ9ယောက်စုပြီးတော့ဘုရားရှိခိုးလို့မရရှိခိုးရင်ခေါ်ပြီးယုံတယ်ခဏပါလို့လား9ယောက်ပုံမစုရဘူးမသိဘူးလားအမိတ်ထုတ်ထားတာမကြောက်ဘူးလားဟိုခဏယုံရောက်တယ်ကျွန်တော်တကယ်ချင်းနိုင်ငံခြားတာလာတယ်ခဏလေးပဲသိမကြောက်ဘူးစုပဲတောင်းတာလာပြီးမလုံးနဲ့ဟိုစိတ်ထဲမှာဘုရားဘုရားကိုကျွန်တော်ဘယ်လိုဆောင်းမလဲဒီຢာကကျွန်တော်တို့ကို trust ပေးတာဖြစ်တယ်အရာကိုဘောရည်ပြီးတော့လွတ်လွတ်လပ်လပ်ဖျက်ရှိလို့မရဘူးလွတ်လွတ်လပ်လပ်ဘုရားကိုဝတ်ပြုလို့မရဘူးအဲ့ဒီကာလကြီးဖြစ်ဒါပေမဲ့ဘုရားကအဲ့ဒီအချိန်မှာတုံ့တင်တဲ့အရာကအိမ်ထဲမှာဘုရားရှိခိုးလို့မရရင်ငါကစိတ်ထဲမှာပေါ့နော်တွားလေကွမ်းမှာတွားလေကွမ်းမှာစီးရဲလူတွေအများကြီးပဲအဲ့ဒီထဲမှာအုပ်ချုပ်ရေးမှုတွေလာမှာမဟုတ်ဘူးဖွင့်ကောင်းတယ်တကယ်သွားတယ်အဲ့ဒီနေရာမှာဘုရားရှိခိုးကြတယ်ဘယ်သူမှမကြားတော့အဲ့မှာအိမ်ဝင်ကလေးလောက်တာတိတ်ပြောတယ်အိမ်မှာစားတာထက်တော့မှသူတို့အဲ့ဒီလေကွက်နားမှာချောင်းမြောင်းထဲမှာနားတွေရှာပြီးတော့မှကျွေးမွေးတာပြောစရာတော့ကောင်းလာတယ်အခုကတင်ချင်းရတဲ့လူတွေအသေးတော်မှလာတယ်အဲ့ဒီလူတွေဖြစ်တယ်မရင်ရမသိချဘွားနဲ့အိမ်ရှိရမရှိပဲနဲ့တဖြည်းဖြည်းနဲ့အခုဘုရားပြင်ဆင်ပေးတဲ့အခါမှာအိမ်မရပါလေဆရာကျေးဇူးတော်ချီးမွမ်းပေးပါခေါ်ပေးတယ်တွားတယ်ဆူတောင်းပေးတယ်အဲ့ဒီကနေစအလုံးလုံလာကြတယ်အလုံးလေးတွေပါလေးတွေရလာကြတယ်ခေါ်ကြတယ်မွေးလေးတွေမှာခေါ်တယ်တရားဟောတယ်အိုးဘလောက်ပဲခက်နေပါစေဘုရားသူရှိဖို့ကြီးဘုရားသူရှိဘုရားဘုန်းတော်အရေးတော်ချီရှာအကြောင်းကျွန်တော်တို့အခုဒီမှာကြာတော့အမေရိကပေါ့နော်အမေရိကစတန်ဒတ်ရှိတယ်ညင်းတယ်နော်ပြီးတော့မှဟိုတနေ့ကကျွန်တော်အဲ့ဒီလူတွေကပြောတဲ့ social media အပြင်လူတွေဘယ်လောက်ထိဒုက္ခတွေရောက်ပြီလဲသူတို့ပြောကြတယ်ကျွန်တော်ယုံတော့မယုံဘူးအဲ့ဒါသူရဲ့ကလေးတွေကအခါရထွက်မလာချင်တော့အဲ့ဒီຢာကနေပြီးတော့သူတို့ပြောတဲ့ခါမှာငါတို့မြန်မာနိုင်ငံမှာကျတော့ကွန်ပျူတာကိုတင်ချင်လို့အဲ့ဒီအရာတွေနဲ့ကလေးကိုသွားပါဒီမှာကျတော့ဒါတွေကဒုက္ခဖြစ်တော့ဘလူလေးပေါ့ကြောင်းပြန်ဖြစ်နေတယ်မယုံနိုင်ဘူးဒါပေမဲ့သူတို့ပြောတဲ့အခါမှာသူ့အဖေတွေကမျက်ကြည့်ကြပြီးပြောတယ်ကျွန်တော်တို့ဟာအမေရိကန်သားတွေမဟုတ်ချင်းသားတွေမဟုတ်တကယ်တော့ပြောမယ်ဆိုကျွန်တော်ရဲ့ original မူရင်းကိုပြန်ရှာမယ်ဆိုရင်ဘုရားထေရထွက်လာတဲ့လူတွေဖြစ်တယ်ယေရှုအားဖြင့်ရွေးလို့ကြည်ပြီးယုံကြည်သူယုံကြည်သားတွေဖြစ်တယ်ကျွန်တော်တို့ရဲ့အသက်တာကိုညီမျှခြင်းလုပ်မယ်ဆိုရင်ယေရှုနဲ့ညီမျှခြင်းညီတဲ့လူတွေဖြစ်တယ်ဘယ်နေရာရောက်လဲရေးကြည့်ရမဟုတ်ဘူးဘယ်သူနဲ့တူရှိတယ်ဘာလုပ်တယ်ဒီအမေရိကလည်းကျွန်တော်တို့ကိုပြီးလို့ရမှာပေါ့ဒီဟာကြောင့်လည်းကျွန်တော်တို့အနည်းငယ်ဖြစ်စီလို့ရမှာပေါ့အမေရိကထဲကြီးရဲ့ဖျားလောကရဲ့အုပ်စိုးခြင်းတွေဘလောက်ပဲကြီးနေပါစေဘလောက်ပဲဖြစ်စီမှုတွေလာပါစေအဲ့ဒီအရာတွေဟာအချိန်တိုင်းမြန်မာစကားပုံရှိတယ်ဖြစ်ပြီးပြတ်တာလောကဖြစ်လာမယ်ပြတ်လာမယ်အဲ့ဒါသင်္ခါရလောကပဲဒါပေမဲ့ဘုရားအရာဒီထာဝရတည်နေတာဖြစ်ပါဒါကြောင့်ယောဘအိမ်ပါရအခုကြည့်တကယ်ရှင်ဘောလူပြောတဲ့ယောဘအိမ်ပါရဒီနေမွေးအိမ်ပါရတိထောင်မဲ့ပုဂ္ဂိုလ်တွေယောဘအိမ်ပါအဲ့ဒီချိန်မှာအဲ့ဒါပဲလူတွေကကြောက်ရွံ့နေတယ်အခုယောဘအိမ်ပါရရှိသေးလို့လားမရှိဘူးခရစ်တော်ရဲ့မြစ်တာနိုင်ငံနဲ့တည်ထောင်တာဖြစ်တယ်ယောဘအိမ်ပါရကြီးကြဆုံးသွားအဲ့ဒီအချိန်မှာသာ
Roma Empire ကြီးကတလောက်ကြီးတကိုးကြီးတယ်မှန်တယ်လေဆိုရင်အခုထိရှိရင်ဟုတ်တယ်နော်လို့ပြောစရာရှိပေမဲ့အခုမရှိတော့ဘူး။ဒါကျွန်တော်တို့တက်တယ်ကိုဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝဒီနံပါတ်1ဘုရားအားဖြင့်ဘုရားချင်းရတယ်ဖြစ်လာတာဖြစ်တယ်။ယေရှုအားဖြင့်ကျွန်တော်တို့ဖြစ်လာပြီးဘုရားအတွက်အသက်ရှင်ဖို့ဖြစ်ပါလေ။ဒါဆိုရင်သင်နဲ့ကျွန်တော်ဒီလောကမှာနေတဲ့ဓာတ်ကြီးရဲ့အသက်ရှင်ခြင်းနဲ့ပြည်စုံမှာဖြစ်တယ်ဒီအသက်တာဟာကျွန်တော်တို့အသက်တာမှာပျော်ရွှင်တယ်လို့ဘုရားဘုန်းကိုထင်ရှားစေတဲ့အသက်တာဖြစ်ပါတယ်ဆိုရင်ကြောင့်ဘုအနည်းငယ်ခွန်အားပေးပြီးလို့ဝင်ထားချင်ပါတယ်အဲဒါစီတိုင်းပုံမှာဘုရားခင်ကောင်းချီးပေးပါစေ